လောင်းကစားလုပ်တတ်တဲ့ယောက်ျားကိုတဲ့ယောက်ျားမျိုးကိုဘယ်လိုကင်တွယ်ရမလဲမမကြီးတဲ့ထပ်မလုပ်တော့ဘူးလို့ပြောတာပဲယုံကြည်ရမှာလားတဲ့ဆိုတော့လေအခုတလောလေအမျိုးသမီးတွေမှလေဟိုတော်တော်လေးကိုမှဘယ်လိုပြောရမလဲပြဿနာမျိုးစုံနေပေါ့နော်တချို့အိမ်အောင်ရှင်တွေကြတော့လဲဖောက်ပြန်ကြတယ်တချို့မျိုးသားတွေကြောင့်လည်းမဖောက်ပြန်ဘူးဒီလိုမျိုးလောင်းကစားတွေနဲ့မိသားစုကိုဒုက္ခရအောင်လုပ်ကြတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျမဒီဟာနဲ့ပတ်သက်ပြီး3မိနစ်အတွင်းမှာအကြံမြင့်အကြံပေးရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်အောင်ဘက်ကလောင်းကစားအဆင့်30မှာပဲအဆင့်ထိရောက်နေပြီလဲသတ်မှတ်ကြည့်ရအောင်ပေါ့နော်နံပါတ်1အချက်အနေနဲ့သူရှာတဲ့ငွေသူဟာသူလောင်းကစားလုပ်တဲ့အဆင့်လားဒုတိယအဆင့်အနေနဲ့ဆိုလို့ရှိရင်မိသားစုရဲ့နော်ဟိုပိုင်ဆိုင်မှုတွေပါထိခိုက်လာပြီလားနောက်ဆုံးအဆင့်အနေနဲ့ကတော့အကျွေးတွေတင်တဲ့အထိလောင်းကစားလုပ်နေတာလားဆိုတာပုံမှာမူတည်ပြီးတော့မှကျမတို့ကဒီလူတစ်ယောက်နဲ့ဘယ်လိုရှေ့ဆက်ရမလဲဘယ်လိုသွားရမလဲဆိုတာမျိုးကိုဆွေးနွေးလို့ရတာမျိုးရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့နောက်ဆုံးအဆင့်ဆိုလို့ရှိရင်တော့ဒါမျိုးသမီးအနေနဲ့သီးခံနိုင်မှုအတိုင်းဒါကြော်လွန်တာမျိုးတွေရှိသွားနိုင်တယ်ပေါ့နော်ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ရှေ့က2ဆင့်ဆိုလို့ရှိရင်တော့ကျမတို့နံပါတ်1အချက်နားလည်ဖို့ကဘာလဲဆိုရင်ကိုယ့်ရဲ့အိမ်အောင်ဘက်ကလောင်းကစားဘာကြောင့်လုပ်ရတာလဲနော်စိတ်ဖြစ်စည်းမှုလျှော့ချခြင်းလို့လောင်းကစားလုပ်တာလားဝါသနာပါလို့ကိုလောင်းကစားလုပ်တာလားဒါမှမဟုတ်ရင်ငွေကြေးကိုအလွယ်လန်းကနေတခါတည်းနဲ့အပြီးအပြတ်ချမ်းသာခြင်းလို့ရခြင်းလို့နော်အဲ့လိုမျိုးလောင်းကစားလုပ်တာလားသူဘာကြောင့်လောင်းကစားလုပ်နေရတာလဲဆိုတာကိုလည်းကိုသိဖို့လိုတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့သိပြီးဟုတ်ပြီဒါပေမဲ့သိပေမဲ့သူ့ကိုကျမတို့ကကြမ်းကြမ်းတမ်းတမ်းကင်တွယ်လို့မရဘူးသူတို့မလုံးနဲ့လို့ပြောလေပိုလို့လေကိုကကြမ်းကြမ်းတမ်းတမ်းနေပြောလေပိုရွဲလို့လေလုံးမှာပဲအဲ့ကြိုင်ပိုဆိုးတဲ့အရာတွေဖြစ်လာနိုင်တယ်အဲ့အတွက်ကြောင့်ကျမတို့ကဘာလုပ်ရလဲဆိုရင်လက်ရှိသူလောင်းကစားလုပ်တဲ့အတွက်ကြောင့်ဖြစ်နေတဲ့မိသားစုအခြေအနေကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုပြောပြပြီးနေမဲငါစာမပြောရအောင်เนาะသူ့ကိုအပြစ်တင်တဲ့ဟာမျိုးတွေလည်းမပြောရအောင်ပြီးတော့ရင်ရှေ့ရေးတို့မိသားစုရှေ့ရေးအတွက်ဒီလိုသာဆက်လုပ်နေမယ်ဆိုရင်ဘယ်လိုမျိုးအခက်တွေ့သွားနိုင်တယ်เนาะပြီးတော့လို့ရှိရင်သူများမိသားစုတွေရှေ့ရောက်နေတဲ့အချိန်မှာကိုမိသားစုကိုသားသမီးလေးတွေဟာနောက်မှကြံခဲ့မယ်ဆိုပြီးတော့မှဖြစ်နေလိမ့်မယ်ပေါ့เนาะအဲ့လိုမျိုးလေးတွေကျမတို့ကသေချာလေးကိုယ့်ရဲ့အိမ်ထောင်ဘက်ကိုနွေးနွေးထွေးနဲ့ပညာသားပပနဲ့ပေါ့နော်ရှင်းပြဖို့လိုတယ်နောက်ဆုံးအချက်အနေနဲ့ကတော့အရေးကြီးဆုံးပဲသူဒီဟုတ်တယ်မိသားစုစားဝတ်နေရေးကိုရှာပေးနေတယ်ရှာကျွေးနေတယ်ဆိုရင်သူရှာထားတဲ့ငွေတွေကနေကျမတို့ကလုံးဝမိသားစုရှိရေးအတွက်တတ်ဖဲကိုဖယ်ထားရမယ်နောက်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုတတ်ထိမ့်သိမ့်နဲ့ကိုထိမ့်သိမ့်ထားတဲ့နဲ့အဲ့ဓာတွေကိုဘက်အကြောင်းနဲ့မှလာပြီးမထိခိုက်အောင်ကိုကကောက်ွယ်ထားဖို့လိုတယ်အဲ့တော့ဒီနီလန်းလေးတွေအတိုင်းပဲကိုယ့်ရဲ့အိမ်တော်ဘက်ကိုဖြောင်းဖြကြည့်ပါလို့တော့ကျွန်မအကြံပေးချင်ပါတယ်เนาะ